ဂျာနေကျော်မမလေးမာလာရီအပိုင်းနှစ်ကင်းစင်မီများထွန်းလင်းလဲဝေယောင်ကြီးထိုးတောင်ရုပ်ပုံချဲထားသောကလကာကြီးဤနောက်၌9နှစ်သမီးရွယ်မင်းသမီးပေါဆာကလေးသည်စက်ခုံအောင်မှဘေတီတီလျက်ရှိသောပွဲဥထက်ဆိုင်တန်ကြောင့်စိတ်မှန်တက်ကြွကကားလေးဖွင့်ကိုထိုင်ဆောင်နေသည်မင်းသမီးပေါဆာသည်သူနှင့်ရှင်၍တူရက်နေသောအပြိုတော်ကြီးလက်ထဲမှကတော့ပွဲကိုခေါင်းလန့်အောင်မော်ကြည့်သည်ရင်ထဲ၌ကအောင်သက်သည်ခတောင်အင်းကြီးဗလာထမိန်စာသည်ဆက်မင်းသမီးတို့၏ဝတ်စားတစားချင်းတပုံစံနဲ့ဆင်တူဖြစ်ကြပါလေအပြိုတော်ကြီးကတပန်းသားကတော့ပွဲကြီးကင်မာထားသည်သူ့မှာတော့ကတော့ပွဲမရှိနေပါစေအောင်လေငယ်သေးတာကိုမနိုင်တာပဲနည်းနည်းကြည့်ရင်ကင်ရမှာပေါ့ရင်ထဲကအောင်သက်စိတ်ကလေးကိုပြန်၍ဖြည့်သိမ်းလိုက်သည်ဝီစီမှုတ်ကလိုင်ခောက်လိုက်လင်ကလကာကြီးပင်တက်သွားလေသည်သူ့ရဲ့မောင်ကလေးကိုကလကာစားကြောတက်သွားသည်နဲ့တပြိုင်နက်လက်ကလေးကိုကွေလျက်ချီလိုက်ကလဲချီရသူဥကောင်လေညောင်ဆွေရဲ့ပွဲကြီးပြိတ္တများဇက်ခုံပေါ်ကအလျင်အကဲခက်ကြည့်လိုက်သည်ဇက်ယုံထဲ၌ပွဲကြီးပြိတ္တများပြည့်ကျက်နေသည်အပြူတော်ပေါက်ဆလေးသည်ပွဲကြီးပြိတ္တများမှကလိုပူအားရတတ်သည်ခုနှစ်တန်ချီလက်အပြူတော်ကြီးကနီကကြိုတိုင်းတထက်တဲ့တူအောင်လိုက်ကားသည်ပြည်မြို့ပတောင်ဖက်9မျက်နှာဖျားပွဲတော်၌အပြူတော်လေးလှုပ်ရဲကခဲ့သော9နှစ်သမီးမင်းသမီးပေါဆာကြီးသေး၏ဘွားသည်စက်ထဲကစားခဲ့သည်မင်းသမီးပေါဆာလေး၏မိဘများမှာတပင်တဲများမဟုတ်ကြပြီကိုလေကိုလုံးကြသောလေသမားမျိုးရိုးဖြစ်သည်မင်းသမီးပေါဆာဖေ၏နှမမှာလက်ပဒံနှင့်၌အကျော်စီရဇက်ပိုင်းရှင်မင်းသမီးကြီးတော်စိန်ယုံဖြစ်သည်မင်းသမီးပေါဆာ၏မိခင်တော်အောင်ကျွေးမှာခင်မွန်းတဲ့ကွယ်လွန်သွားပြီးနောက်သားသမီး9ယောက်ကျန်ရစ်ခဲ့သည်ဇက်ပိုင်ရှင်မင်းသမီးတော်စင်ယုံ၏လက်ထဲ၌ငွေစားတွေဖွေးခနဲမြင်ရသောဖြစ်မှာစတင်၍အားကျသွားသည်အဖေမရှိသောငါသမီးလေးများမှာတောနေတောချက်တောငှက်ဖြစ်တော်မူကောက်ဆက်ရမည်ပြုံနှုံရမည်ဝမ်းစာကိုသူတို့ပင်ပန်းစွာရှာစားကြရတော်မူဤတွေးပေါ၍သမီးကြီးမသိန်းရှင်ကိုတလား80နှစ်ရောင်းမဆက်ထဲပညာသင်ထဲလိုက်သည်မသိန်းရှင်သည်ဇက်ထဲ၌မင်းသမီးအောင်သိန်းရှင်ဖြစ်လာသည်ကြည်သေး၏အမရုပ်ရှင်မင်းသမီးကြီးအကယ်ဒမီတော်သိန်းရှင်၏ဘွားသည်ဇက်မင်းသမီးအောင်သိန်းရှင်ဘွားကစားခဲ့သည်ဒုတိယသမီးမခင်ညိုကိုဇက်ထဲဝင်ရန်နာချခဲ့သည်မခင်ညိုသည်ဇက်သပင်ကိုဝါသနာမထုံစိတ်မပါဇက်ထဲဝင်ရန်ပြောလိုက်လေမျက်ရည်ဖျားကြလျက်ညင်ဆန်းသည်အမေနာချခြင်းကိုနားပူလို့ရင်ဓာတ်သာသည့်အစုံမှဇက်ထဲရောက်သွားသည်၄နှစ်သမီးရွယ်ကြည်သေးကိုကြောင်းအပ်လိုက်သည်ကြည်သေးအားမြမစာတင်မုံကြီးစတင်ပေးသောလက်ဦးဆရာမသူ့ပန်နကကလုံးဆရာဆန်ဖြစ်လေသည်ဆရာဆန်သည်အင်းရွာ၌လာစီရုံရင်ရွာရှိကလေးများကိုစာတင်ပေးနေလေသည်ကြည်သေးသည်နက်နက်စောစောကြောင်းတက်သည်နေ့လေကြောင်းစင်းလင်အမများကိုအားကြမခံမင်းသမီးကြီးတော်စိန်ယုံထန်၌အကားတင်သည်9နှစ်သမီးရွယ်၌အရွယ်နှင့်မလိုက်အောင်ကတက်လို့ရင်ဒေါ်စိန်ယုံဆက်ထဲတွင်ပွဲဦးထွက်အပြူတော်မင်းသမီးလေးထွက်ကခိုင်းကြည့်သည်မင်းသမီးကြီးတော်စိန်ယုံသည်ကလေးနှင့်မလိုက်အောင်အရွယ်နှင့်မများပညာလိုလားဆုံးပတ်သောကြည်သေး၏အတဲ့နှလုံးထဲကပါတိဗီစာကိုမြင်ရခြင်းကြောင့်မတတ်အောင်သင်ပေးသည်ပြောတိုင်းတင်တိုင်းရာကတွက်လက်လွန်၍သူ့ဆက်ထဲ၌သားတော်သမီးတော်ကလေးများခံပါလိမင်းသမီးပေါင်းစာကလေးတွေနေရာထားလိုက်သည်ဖိုးဦးတောင်တမိုင်း၌မင်းသမီးပေါင်းစာလေးကိုသားတော်လေးအတွင်တခန်းထွက်ကခိုင်းသည်သားတော်လေးခံမထွက်ခင်ဒေါ်စိန်ယုံသည်ကားလိုက်စား၌သားတော်လေးကိုတဖွာဖွာတင်ပေးနေသည်အပြင်ကျရင်ငိုပြနော်ကြားရဲ့လားစက်ထဲမှာပြောငိုစုံကိုနှမျောရှိတယ်လို့ပြောထားတယ်မဟုတ်လားကဲအကြီးတင်ပေးသလိုပြောငိုကိုထပ်ငိုပြစမ်းသားတော်လေးသည်ချက်ချင်းပင်ငိုတော့မလို့မျက်နှာပြောင်းလိုက်သည်ငိုမဲ့မျက်နှာထားအသက်ကလေးနှင့်ရင်တွင်စီးချီပေးထားသောဘဝစာကိုဟန်ပပဆုပ်ကိုင်းလိုက်ကရင်ဘက်ကလေးထူလေ90နေရောင်ကဘာမီသားကြီးလောင်ပေါ့မိမိရဲ့နောင်ထူမြင့်အသက်အမင်းကျုပ်လူပြန်ဖြစ်နိုင်ပါမလားပြောငိုအဆုံးသည်မျက်နှာလေးကိုပွားနှင့်အုပ်လိုက်ကတကယ်ငိုချလိုက်သည်အကြီးလေးသည်ဝမ်းသာလို့ရင်သားတော်လေးကိုကုန်းပွေလိုက်သည်အမလီတော်တက်လိုက်တာလိမ်မာလိုက်တာငါတင်ပေးတဲ့အတိုင်းရတဲ့ဟဲ့မျက်ရည်တွေတုပ်လိုက်အပြင်ကျရင်ဒီတိုင်းလုံနော်သားတော်လေးခန်းထွက်သောအခါအကြီးလေးသည်ကြည်သေး၏ပြောငိုဆူဟန်ကလေးများကိုကားလိုက်ကြမှချောင်းကျနေသည်သူ့ခံပြီးပြေးဝင်လာသောသားတော်လေးကိုစီးပွေးလဲအားရခြင်းနဲ့လွန်သဖြင့်ပွေးမြောက်နှံရှုံးလေသည်ဇက်စင်အောင်မှပွဲကြီးပရိသတ်တို့သည်သားတော်လေးအလွမ်းကောင်းလာခြင်းကြောင့်သူငါအတီးတီမျက်ရည်ဝဲ၍ကြံရည်ကြသည်
စီစီသေး6နှစ်သမီးရွယ်၌ပရိသတ်နှုတ်ပြတွင်ပြောမပြီးနိုင်လောက်အောင်တတတာဆွဲမဲ့ကြသောအခါမှာလူပိုင်စကုတ်မုတ်ဆိုလင်းများခံဖြစ်သည်6နှစ်သမီးစီစီသေးနှင့်အသက်40ကျော်လူပြတ်ပိမ့်ပိမ့်ရှိရှိဦးနတ်ပန်းတို့စုံတွဲထွက်ကားကြသောအခါဖြစ်သည်မင်းသမီးပေါက်စသည့်စံတိုလေးကိုကြက်တောင်စီလဲမျက်နာလေးတွင်မျက်နှာချီများဖုတ်ဖွေးလုံနေကပါး၌ပကွက်ဝိုင်းထားသည်သူ့ပိုက်တွင်အဝတ်များကိုခူး၍ကိုဝင်ဆောင်လှုပ်ထားသည်ကလေးကိုပိုက်ရုပ်ကလေးကိုပိုက်လျက်မြည်ရနေသောဆေးပေါ်လေးကိုလက်ကြားညက်ကမုတ်ဆိုးလင်းများလှုပ်ထွက်လာသည်မုတ်ဆိုးကတော့ဇက်တစ်တာပေါ်တက်ထိုင်လိုက်သည်နှင့်ပွဲကြီးပရိသတ်တို့သည်အုံခနဲရီမောကြတော့သည်အုံကြွကြွရီတန်တို့သည်တော်တော်နှင့်မဆဲနိုင်သောကြောင့်ပမာတုတ်ပေးရသည်ជីជីသေး6နှစ်သမီးအရွယ်လောက်ကပြီးမြင့်သေးနေပြီလေမုတ်ဆိုးကိုမျက်ဆောင်ထိုးကနှကန်းဆူပြလိုက်တိုင်းတယုံလုံးတဘောဝညံဆူနေသည်အသက်ရွယ်နေမလိုက်အောင်တဘာဝကြကြအမူအရာလောက်ပြနိုင်သဖြင့်လူတွေပွဲကြတာကိုတွေ့မြင်ရခြင်းကြောင့်ဓမ္မပညာဆိုတာ6နှစ်သမီးရွယ်ကလေးကစား၍ជីជីသေးရီခေါင်းထဲသို့ဝင်သွားသည်သူလှုပ်ပြသမျှတုံးအုံရီတန်တွေထွက်လာတိုင်းထိုရီတန်တို့သည်သူ့အားဆူချလိုက်တဲ့ကဲ့သို့အာတက်အားရှိသွားသည်မုတ်ဆိုးကြီးသည်လေးကိုထမ်းလျင်မယားရှိတွင်ခောက်တော့ခောက်ပြန်ရှောင်နေရကဇက်တစ်တာနာတွင်ရဲ၍တန်ကုန်ကြီးအော်ပြောလိုက်သည်လင်းတော်မောင်သားငါရှာထွက်ခံသည်ဘာမှလူမကြလို့မျက်နာကြီးစူထားရတာတုံးရှင်မရဲ့မုတ်ဆိုးကြော်သည်စေဘောလိတ်ကိုကိုက်လိုက်ကဘိုက်ကကိုဝင်ကိုလူမြင်အောင်ကင်ပြကနေရာပြင်ထိုင်သည်မိဟိုတထောင်ထောင်ထအောင်ဆက်လိတ်ကိုဖားပြီးမှမုတ်ဆိုးကြီးမျက်နာကိုမျက်ဆောင်ထိုးကြည့်သည်တယုံလုံးရည်တန်မဆဲနိုင်၍ပမာတုံရပြန်သည်မုတ်ဆိုးကြော်သည်လက်ညှိုးငငေါထိုး၍အော်ငါပြောလိုက်သည်တမင်သားတရေသားကြုံစားချင်မှုနော်ကျုပ်ကဆက်မကြိုက်တာကျုပ်ကြောင့်တိတယ်မဟုတ်လားတော်အိမ်အပြန်မှာဆက်သားမပါလိုက်ဒီညဘောင်းမီဝတ်မယ်မုတ်ဆိုးကြော်လုံး၍ထွက်ကားသောမင်းသမီးလေးသည်ဘယ်စကားပြောလို့ဘယ်တိပဲရောက်မှမသိကလက်ကပြင်ပထွက်ခန်းနီး၌ခက်ရှုပ်ရှုပ်ခန်းနောက်ယောက်ျားကြီးတွေမိန်းမကြီးတွေတရားတစ်ပါးဝါရေးတင်ပေးလိုက်ကြသည့်အတိုင်းတင်ပေးသလိုပြောချသည်ဇက်ထဲတွင်6နှစ်ရွယ်ကလေးကဲ့သို့မနီဘသူကဘာလောက်ခိုင်းလုပ်ပြသည်စိတ်ကတေးသေးဝဝမရှိစောင့်ကြွနေဆက်ကျဲမှလေးဖြစ်သည်ဇက်သူဇက်သားတွေထွက်ကနေလီကားလိတ်ကြ၌ထိုင်လျက်ချောင်းကြည့်ပြီးအတူခိုးသည်တညလုံးလဲမအိမ်ပွဲပြီး၍မိုးစင်စင်လေးမှာမုံဝဝစားပြီးတနေ့လုံးထိုးအိတ်တော်အချင်းဖြစ်နေသည်ဇက်ထဲကလူကြီးတွေအရာအကုန်လျှောက်ပါသည်အကုန်လျှောက်ဩစားပေသည်ကားလိတ်ကြားမှထိုင်၍ပွဲကြည့်နေရမှာဆိုင်ကြားထဲရောက်ချင်းရောက်သွားပြန်သည်ဝါရိုက်ကျင်းအောင်တီးသူတို့ကိုသွားချိန်မောင်းသည်ရှင်ကြီးကဘာဖြစ်လို့အိတ်ငိုက်နေရတာလဲမမြင်ဘူးမထင်နဲ့ကားလိတ်ကြားကမြင်နေမိုးလင်းတော့အိတ်ပေါ့လုံးနဲ့တူအောင်လှုပ်ပါဇက်ဆရာကြီးလေးသည်မင်းသမီးပေါက်စာလေးထွက်ခန်းသည်သူတင်နာအကုန်ပါသဖြင့်အေးပေးလျက်ဇက်ထဲ၌ထူမြောက်စားထားသည်ဘယ်မျိုးပဲရွာသွား၍ကားကြမြို့ထဲအရက်ထဲ၌မင်းသမီးပေါက်စာကြောင့်သာပွဲကြည့်သူတိုင်း၏နှုတ်ပြတွင်ဆံပွင့်လျက်ရှိသည်ပွဲတစ်ချီပေးပြီးတိုင်းမုတ်ဆိုးကတော့ဟိုကျော်သွားတော့သည်ရာဇဝင်နိပတ်သမိုင်းဇက်ထုံများပြားရာတွင်ဇက်သူဇက်သားများရွတ်ဖတ်ပြောဆိုကြသောတချင်းစာသာပတ်ပြိုတပြန့်စာသည့်တပင်ပညာကိုတနေ့တခြားနားရဝါလာသည်ဘသူတွေထွက်၍ကနေဆိုနေဆိုပြောငိုပြောစကလုံးများမိနေကြလိကလက်ကကြားကပွဲထိုင်ကြည့်နေသောပေါက်ဆမသမီးကထောက်ပေးလိုက်သည်ဇက်ဆရာကြီးလေးကိုဝင်ကြီးလို့ထွက်ပြရစီပူစားသည်ပူစားလုံး၍သူ့ရွယ်နေတော့ဝင်ကြီးအဝတ်တိုင်းချုပ်ပေးရသည်ဝင်နေထွက်လျင်သူကလေးကိုနောက်တိုးဝန်ပေါက်စားဖြင့်ပွဲထုတ်လိုက်သည်ဝင်ကြီးများနောက်မှဝင်တပတ်လဲကလေးဝန်ကားကိုစနနာကားပြသွားသည်ဇက်ထဲ၌ကလေးတဘာဝဆော့ပြူကစားနေခြင်းလုံးဝမရှိဒီအပြင်ဇက်သူဇက်သားတို့ကိုဩဇာပေးလင်းပေးရမပေးရလျင်အလကားအငြိမ့်မနေသူပါဇက်ကအမြဲတချင်းဆိုနေကသူပါဇက်ဆိုင်နေသူကိုင်းနေအောင်ကနေလေးရှိသည်သူ့ကိုအပြိုတော်မင်းသမီးလေးကတဆင်းတက်၍ဇက်ဆရာကြီးလေးကတပင်တိုင်းမင်းသမီးလေးဖြင့်ပွဲထုတ်လိုက်ပြန်သည်သူခုမှအမှုပညာ၏အဆိုအကားနှစ်ရက်လုံးကတက်ဆိုတက်ရန်မြေတောင်မြောက်ပေးခြင်းဖြစ်သည်တပင်တိုင်းမင်းသမီးလေးဖြစ်လာသောအခါပတ်စာပိုးစုကလျင်ပွဲပရိသတ်တနာအောင်တူတီတူတာပြောကားတတ်သည်သူ့ရွယ်ကလေးနှင့်အမေမုတ်ဆိုးမကိုတပင်ပညာဖြင့်လှုပ်ကျွေးနေရသည့်အကြောင်းတီတီတတာဖွဲ့ကနွဲကပြောတတ်လွန်း၍ပွဲကြည့်သူများကဂယုဏရှိလာကသူ့ကိုဆူချကြသည်ဂ
ကလကရှိတွင်တွတ်တီတွတ်တာပြောငိုနေစဉ်ကလကနောက်၌အမိမုတ်ဆိုးမာသည်တရှုပ်ရှုံငိုနေတတ်သည်ဇက်ထဲဝင်နာနှင့်ညချင်းမွေနေချင်းကြီးလာတော့6နှစ်သမီးရွယ်မင်းသမီးပေါစားကြီးကြီးသေးသည်တပင်နိုင်မင်းသမီးကလေးအောင်မြကျင်နာမည်နှင့်တရှိန်ထိုးကြော်ကြားသည့်ဝါသို့ရောက်ရှိလာသည်အောင်မြကျင်8နှစ်သမီးရွယ်၌ဇက်မင်းသမီးကြီးတော်စိန်ယုံကွယ်လွန်သွားသည်ဇက်မကနိုင်တော့ပဲဇက်ကောင်ကွယ်သွားသည်ထိုချိန်တွင်ကြီးသေး၏မများမှအိမ်ထောင်ကြကုန်ကြသည်ဇက်မင်းသမီးမလုပ်ချင်သောမခင်ညိုသည်ဇက်ထဲမှကိုလွတ်ယုံထွက်လျက်အိမ်ထောင်ပြုသွားသည်အောင်မြကျင်တို့သားမိသည်ဥပခင်မင်းသမီးကြီးမရည်သွဲတို့ထူထောင်သောဇက်တွင်လိုက်ပါသွားကြသည်ထိုမှတပံအမေကြီးအိုအောင်စိန်ဇက်ထဲ၌ပါရင်စာရေးဆရာနေရာပြန်ဆရာခနှင့်တွေ့တွေ့ကြသည်ဆရာခသည်ရှင်းနှစ်သမီးအောင်မြကျင်ကိုမြင်မြင်ချင်းအပွင့်မြင်ပင်တီးသည်တောင်းမြင့်မိခဲအရှိန်နှင့်ရဲရဲအသက်နှင့်မလိုက်အောင်စက်ရည်ဝနေခြင်းကိုအံ့ဩချီးကျူး၍မကုန်နိုင်အောင်ဖြစ်နေသည်အောင်မြကျင်နှင့်ရွယ်တူတန်းတူရွယ်တငယ်လေးတယောက်ကိုအပူတပြင်းလိုက်ရှာသည်ညောင်ဦးထက်လက်ပံချီပေါ်ရွာမှာကြီးရွှေကောတငယ်လေးတယောက်ကိုရှာတွေ့လာသည်ကြီးရွှေကိုအဆိုကားရအောင်ဆရာခါကကြက်မှတ်၍ပညာသင်ပေးသည်ကြီးရွှေအဆိုကားတက်လာတဲ့အခါအောက်ချင်းဖုန်ကအမိဆွဲကြီးရွှေကိုအောက်ချင်းဖုန်အောင်မြကျင်ကိုအောက်ချင်းမအမိပြောင်းပြီးသူ့ဇက်ထဲတွင်နှပါသွားကခိုင်းသည်အောက်ချင်းမနှင့်အောက်ချင်းဖိုးတို့ကလေးစုံတွေကိုမင်းသားမင်းသမီးနှပါသွားခန်းကြီးမထွက်ခင်နှပါသွားကလေးအရင်ထွက်ကခိုင်းခြင်းဖြစ်သည်အပြိုစစ်ပါအကိုချစ်စရာညကျင်ပြိုကညာစနစ်ကြကြနနထားကြွနှင့်ကနတိချပြပြရွာကြည်ကြည်ညာညာဩဘာနမဲလင်းတော့ကြမင်းအပေါင်းတို့ကုန်ရင်ကတည်င်းကောင်းဆုံးလင်းစွာအဖေခါကစီမံရှာအောက်ချင်းဖို့နှင့်နှပါသွားပွဲကားစဉ်တွင်ရှင်းနှစ်သမီးကြီးကြီးသေးသည်ဤတခြင်းကိုပတ်စာဖို့အဆိုသားမျိုးဆို၍ကားသည်တက်သည့်ပညာမနေတာဆိုသလိုကျမဝါသနာပါသည့်အတွက်ကဲကြောင့်ဒီလိုဝါသနာပါကြီးကိုမဖြတ်နိုင်လို့မရှက်မကြောက်နဲ့ကရပြီလားဘဲကမှမလာတာကြောင့်အကြောင်းကံကနေလေတော့ကောင်းလာပါတယ်လို့တော့မဟုတ်ပါဘူးရှင်တို့ရဲ့အကိုအမတို့အပြင်းပြေးစရာကျမစုပြမယ်တခြင်းတွေဟာနမူပပိုင်နဲ့လဲကခဲ့ပါသရှင်ဇူလိုင်လကမှရေးဆက်လို့ပေးအပ်သေးချာအမေအကန့်နဲ့နဝင်သားစရာယခုနှစ်တော့ပညာကလည်းနှုတ်သေးတော့အစင်ညာတာလို့ရှုကြပါတော့တစိတ်ကြီးွားလို့မြတ်မကြနေရှိတရတလောက်ပါအမှန်ပါအလုံးထဲကလည်းမထွားသေးသမို့အများတို့ကြိုက်စရာအားဆိုင်မှာတိုးပွားဖို့ရှေ့လျှောက်ကြိုးစားတင်အောင်မှာနောက်ထွက်ကမြည်နှပါသွားမင်းသားမင်းသမီးကြီးများကာကွယ်ဆိုခွက်များမကြံအောင်ရှေ့ကနေ၍စံကုန်ကျဲသွားတတ်ခြင်းကြောင့်ရှေ့တော်ပြေးနှပါသွားကလေးစုံတွေထွက်ခံနေပြီဆိုရင်မင်းသားမင်းသမီးကြီးများကဝိုင်းဟောက်ကြသည်တို့သိမင်းကလေးတွေထွက်ကြတော့မယ်ဟဲ့တို့ဆိုဖို့တို့ကဖို့များချမ်းခဲကြပါအောင်တိတ်နာလေးတွေပွဲကြီးပြိတ္တမှာကလေးနှပါသွားကိုပို၍ကြိုက်ကြသည်ဆွဲကြသည်တကယ်မင်းသားမင်းသမီးကြီးတွေလက်ဖြားခိုင်းရမည်နှပါသွားဟိုကြီးကျိုးရမစုံအောင်ပြောစမှတ်ပြုကြသည်အောက်ချင်းမကိုငှမ်းမလေးတဲ့ဆက်ကြိုးပြင်းတခန့်ထွက်ကခိုင်းသည်အောက်ချင်းမအဆိုကားပိုင်လို့ရင်ပြိတ္တအကြိုက်တွေသည်ပွဲကြီးပြိတ္တကအောက်ချင်းမကိုပြီးပြီးတတ်တာပင်မခေါ်ကြတော့ပဲအောက်ချင်းမဟုခေါ်ကြသည်ကြည်သေးသည်ရှင်းနေရွယ်တမင်တိုင်းမင်းသမီးအောင်မြခြင်းဖြင့်မှာအောင်ချင်းမအမည်ပြောင်း၍ထင်ပေါ်ကြော်ကြားလာသည်အောင်ချင်းမသည်ပကံညောင်မကွေကြောက်ဆလင်စကူစားသည့်အထက်ဘက်ရှိမြို့တကာကိုလဲကားပြခဲ့ပြီးနောက်ပြည်မျိုးသို့ရောက်သောအခါမိုးကြ၍ဇက်ကောင်ခွဲလိုက်ကြရသည်ကြည်သေးကြီးမိခင်သည်တမီးလေးကလေးရနောက်သို့အတူတူကလိုက်ပါဆောင်ရှောက်သည်သူများဆက်ထဲလိုက်ကားရခြင်းကိုအောက်ကြသည်ဟိုတင်လာသည်ဇက်ဆရာထံတွင်ပစံတောင်းလင်အိတ်နေသေးတဲ့နေပါအောင်ဆိုလင်ထိုင်ဆောင်နေရသည်တမီးလေးလှုပ်စာကိုဇက်ဆရာထံတွင်လဝါဖြန့်ခံတောင်းနေရခြင်းအတွက်တနေ့တခြားစိတ်ပြန်လာသည်ထို့ကြောင့်ဇက်မင်းသမီးကြီးတော်စိန်ယုံ၏ကြံရိပ်ခဲ့သောဇက်ပစ္စည်းများကိုပြန်ယူကာတမီးလေးပညာကိုအာကိုအားထားပြုလေအမေကိုယ်တိုင်ဇက်ထောင်လိုက်သည်ကိုပိုင်ဇက်ထောင်လိုက်ပြီးနောက်အောင်ချင်းမနေရွယ်တူကလေးမင်းသားလိုက်ရှာရပြန်သည်မြမဝင်ထမ်းမောင်ဟန်စိန်မင်းသားကလေးရှာတွေ့ကလေးဆက်ထောင်လိုက်သည်ဒီကလေးဆက်ကိုအောင်ချင်းမကဆက်စည်းလေးသည်ကလေးဆက်ထဲတွင်ဝင်ကြီးနှင့်လူချမ်းများသာလူကြီးများဖြစ်လေတစ်စက်လုံးကလေးများဖြစ်ကြသည်အောင်ချင်းမသည်ဇက်ထဲဝင်လာသောကလေးပေါစားပွားကလေးကတထန်လုံးတရုတ်တူရမည်ဆိုသည့်စကားကိုသူနာထဲ၌ဖန်တရားတရားကြားထားသည့်အတိုင်းသူကောင်း၌တမ်းမိုးဆွဲထားသည်ရှစ်နှစ်9နှစ်ဖြစ်လင်ကစားလူကြီးတွေဟန်မူရတိုင်းတူအောင်လုပ်တတ်သည်
လွမ်းခမ်းများတွင်လူချမ်းကသူ့ကိုပါရိုက်သည့်ခံပါခဲ့လင်တကယ်ရိုက်ရန်မှာကြားထားသည်လူချမ်းပါရိုက်မည့်အခန်း၌မရိုက်သေးပဲလက်ကိုင်း၍ပါပြင်ဝါတင်တွားစင်ကြောလူချမ်းသည်သူ့နှုတ်မှဒါကြီးပဲထပ်တလဲလဲဆိုနေသည်ရိုက်မှာမရိုက်ဘူးဘလုံုံရမှာတော့ပွဲကြီးပြိတ္တမသိအောင်ငေါလိုက်သည်ထိုအခါမှာလူချမ်းကပါကလေးကိုရဲသွားအောင်ပြန်ကနေချလိုက်သည်အောင်ချင်းမသည်သူ့ပါကလေးကိုပုတ်ကလိုက်လဲစွာငိုချင်းချသည်တနာလိုက်ပါရှင်ပါရိုက်တာမတော်လှတော့ကြောင့်မျောစကအကြောင်းကန်နှင့်တောင်းပန်သည့်စကားသူ့ကိုယ်သူဇက်ကနေသည်ဟူသည်စိတ်မထားပြီသူ့ကိုယ်သူတကယ်ဖြစ်ပျက်နေသည့်အတိုင်းခံစားချက်ဖြင့်တကယ်ငိုနေခြင်းလွမ်းနေခြင်းဖြစ်သည်အောင်ချင်းမလွမ်းခမ်းတဲ့နေလင်ပွဲစီပရိသတ်တို့သည်ညက်ရည်ရွှဲလျက်ရင်ဆိုးနေကြသည်အောင်ချင်းမတော့ကလေးဆက်တွင်စက်ပွဲကြီးများနီးတူနီးပတ်ရာဇဝင်တမိုင်းဆက်များကပြသည်ပနာစာရီစောင်းမြိုင်ချင်းမသားလူရေနံချောင်းသမိုင်းကြိုက်ထီရိုသမိုင်းတင်ခဝီလီယာဆက်များကိုအောင်ချင်းမကိုယ်တိုင်ဦးစီးကားသည်မင်းသမီးအကန်လုံးအယူလုံးတက်စာချွတ်သည့်အကမျိုးကိုသူမတူအောင်ထူးချွန်စွာကားပြသည်အောင်ချင်းမတို့ကလေးဆက်ဆိုလင်ဘယ်မျိုးဘယ်ရက်ရောက်ယုံပြည့်အောင်ကြည်ကြသည်ဇက်ထဲ၌အောင်ချင်းမကဝင်းကြီးများကိုငိုခိုင်းသည်ငိုရမည့်စကလုံးကိုသူကတင်ပေးသည်ရှင်တို့ဟာကဆိုင်းကတိမ်တိမ်တိမ်ဆိုတော့ရှင်တို့လက်ကအင်ကြီးဖဖနဲ့မျက်နာကာလိုက်ရုံနဲ့ပြီးရောလားရှင်ဒါငိုတာလားအယုတ်လိုမငိုကြစမ်းပါနဲ့နှာလေးများဟန်နဲ့ပန်နဲ့ဟော်ရီလိုများညှစ်ပြစမ်းပါအောင်တစက်လုံးစိတ်တိုင်းမကြသမျှသူကကြီးတင်ပြနေသည်မင်းသားလေးမောင်ဟန်စိန်သည်အောင်ချင်းမကသူ့ကိုဩဇာပေးလွန်းသည်မကနိုင်ဘူးဆိုကဇက်ထဲမှထွက်သွားသည်ကလေးဆက်ကိုအောင်ချင်းမကိုယ်တိုင်ဦးစီးပြီးဩဇာပေးလွန်းသည်ဟိုနာမည်ထွက်မှုကြောင့်မင်းသားခေါ်မရပဲဆက်နာထားရပြန်သည်အောင်ချင်းမ73နှစ်အရွယ်၌နေရပြန်ဆရာခါတို့ဆက်ပြည်မျိုးတို့ရောက်လာ၍စုံမိကြပြန်သည်ဆရာခမှာအောင်ချင်းမဆက်ခွဲထောင်ထား၏သူ့မင်းသားလေးအောင်ချင်းဖို့နေအတွက်ကရန်ဇီးကွက်စိန်ထီတုံစိန်မင်းသမီးနှစ်လက်ရှာထည့်ထားရသည်ဆရာခကသူ့ဆက်ထဲပြန်လိုက်ကရန်ခေါ်သည်အောင်ချင်းမလိုအသက်နှင့်မလိုက်အောင်ပညာရေးဝနေသည့်မင်းသမီးလေးမျိုးကိုဘယ်မျိုးဘယ်ရက်မှရှာတွေ့နိုင်မှန်းသိ၍ချော်ရည်ပြန်ခေါ်သည်ငွေပိုပေး၍ပြန်ခေါ်သည်အောင်ချင်းမ၏မိခင်မှာဇက်တစင်ထောင်ပြီးသားဖြစ်နေ၍ဇက်ဖြုတ်ကဆရာခနောက်သို့မလိုက်နိုင်အောင်ချင်းမနှင့်တွဲကားမည်မြင်သားရှာဖို့ရန်သာအရေးကြီးနေသည်ဆရာခသည်အောင်ချင်းမကိုချော့မြပြောမြသည့်အဆုံးမင်းသားလေးရအောင်ရှာပေးမည်သူနှင့်လိုက်ခဲ့ဟုခေါ်သွားသည်သားမီးနှစ်ယောက်သည်ဇက်ပစ္စည်းဇက်သူဇက်သားများစုစည်းလျက်လှေကြီးတစ်စင်းဖြင့်မင်းသားရှာရန်ဆရာခနောက်သို့လိုက်သွားကြသည်ဆရာခတို့ဇက်လေးကြီးနှင့်အောင်ချင်းမတို့ဇက်လေးကြီးနှင့်ဆင်းရှင်ကပြည်မျိုးမှထွက်လာကြသည်ခရီးလမ်းတွင်ထုံးဖို့တလဲတန်းစားသည့်အရက်များတွင်မြစ်စိမ်၌လှေဆိုင်၍ဆရာခတို့ဇက်တက်ကကြသောအခါသူတို့လေကိုလည်းမြစ်စိမ်၌စိုက်ကပ်ထားရသည်တနေ့တွင်ဆရာခကသူ့ဇက်ထဲဝင်ကူရန်တောင်းပန်သောကြောင့်ဆရာခတို့ဇက်ထဲဝင်ကူပေးရသည်ရုတ်တရက်ကြီးဖြစ်၍ဇက်လည်းမတိုက်ရတချင်းစာသားလည်းမရဖြစ်နေသည်ကမှသာဝင်ကပါတမီးရရှိရပြောအဖေကကလက်ကကြားကဝင်ထောက်ပြီးပါမယ်ဆရာခသည်အောင်ချင်းမ၏ပညာရည်သွေးကိုအစင်းတီးဖြစ်သည်စိတ်ချပြီးသားဖြစ်သည်အောင်ချင်းမကိုဇက်တိုင်ရန်မလို့တချင်းချက်ခိုင်ရန်မလို့ကလက်ကနောက်ကထောက်ပေးရုံနှင့်ကိစ္စပြီးမှစိတ်ချယုံကြည်ပြီးသားဖြစ်သည်အောင်ချင်းမသည်ဆရာခကိုကူရန်မြစ်စိမ်မှတက်ကရပြန်သည်အမေဆူနာသူ့ဘတ်တာလှုပ်ရမတဲ့အဲ့ဒီဇက်ထုတ်ကိုတစ်စိတ်ပြန်ပြောပြပါမည်အောင်ချင်းမ၏အမေသည်အမီလေးညဇက်ဝင်ကရင်မြစ်စိတ်လေးထဲ၌စက်တန်စင်မင်းဇက်ထုတ်ကိုပြောပြသည်အမေပြောပြသောစက်တန်စင်မင်းဇက်ထုတ်တွင်သူကိုယ်သူဆူနာသူ့ဘတ်တာနေရာ၌ထား၍နားထောင်နေသည်မရင်ငယ်လှုပ်ရမှာတမီမရင်ငယ်နဲ့တူအောင်လှုပ်ရမှာအောင်ချင်းမသည်ဇက်တိုက်ချေမရတော့လဲဆူနာသူ့ဘတ်တာခန်းကိုပြိတ္တကြိုက်တွေ့အောင်ကာပြသည်ဖယ်ခန်းကပဲလှုပ်ရလုံနိုင်မည်ဟိုသူကိုယ်သူယုံကြည်မှုရှိသည်သူကိုယ်သူအာမခံချက်ရှိသည်ထိုညကမင်းသားကြီးဆရာခကမုတ်ဆိုလိုသည်ဆူနာသူ့ဘတ်တာကိုဆရာခပင်ကလက်ကနောက်မှတချင်းထောက်ပေးသည်ဆရာနှင့်အတူပြန်၍ထွက်ကားကြရလင်အောင်ချင်းမသည်ပတ်ပြိုးရှိတပြန်ရှိတာပဲဟိုလက်တန်းဆိုကားသည်6နှစ်သမီးမှ73နှစ်သမီးသည်တပင်ဂီတဘတ်၌9နှစ်ပတ်လုံးခြေခံထားရှိသောကြောင့်ကျွမ်းကျင်နှက်ဆက်လဲပတ်လာသည်တချင်းကြီးများအတွက်မဟာဂီတစာအုပ်ကြီးသည်သူသွားလေရာအမြဲပါသည်
ဇက်စာအုပ်ကလေးများတွင်လည်းယူဝဲကမျက်နှာမခွာဖက်နေတတ်သည်ပတ်ပြိုတေးတံတပ်ဖြံလေးချိုငိုချင်းများကိုစာအုပ်ထဲ၌တွေ့စာသားကြိုက်ပြီးဆိုလျင်အရာချက်ထားသည်73နှစ်သမီးရွယ်၌ကြည်သေးသည်ရတုကို9ပေါက်ဆိုခြင်းမဆိုသည်နားကတ်တလို့4ပေါက်ကသို့မဟုတ်2ပေါက်ကအတန်သွင်းရေးဆိုခြင်းတလို့ဆိုလိုက်သည်ခန်းသွင်းရိတ်တာပတ်ပြိုးကို6နှစ်သမီးရွယ်တပင်တိုင်းမင်းသမီးလေးပွားကဆိုလာခဲ့သည်ထိုပတ်ပြိုးကိုပင်လွမ်းခမ်းများတွင်စီးမပါပဲငိုချင်းဆိုခြင်းလဲဆိုချလိုက်သည်အမျော်ဆိုခြင်းလဲဆိုလိုက်သည်ဆိုင်ပိုင်းကမင်းသမီးကိုထူဂယူဆိုင်ရသည်တေးထက်ကိုငိုချင်းလုံးရေးဆိုပါကဆိုင်ကစီးလွတ်ပေးလိုက်ရသည်ရိတ်သက်ဆွဲလာအောင်ဖွဲ့ကနွယ်ကပြောငိုဆိုငို၍သူ့ဘတ်တာလွမ်းလေတော်သည်ငိုချင်းဆိုရမှကလကာနောက်မှထောက်တန်းဝေးလင်ငိုချင်းဆိုကိုရက်လျက်ဖွဲ့နဲ့ဖြည့်ဆက်ပြောဆိုနေသည့်စကားများကိုကြီးတန်ပတ်တန်ဆွဲအောင်ပြောသွားသည်လွမ်းခမ်းများတွင်သူကပြနေသောဇက်ထုတ်ကိုယုံလုံးပေါ်အောင်အတိတ်ပဲကလေးရှင်းလင်းဖော်ပြောဆို၍ငိုပြရမှအာရကျင်တတ်သည်နက်နက်လင်းလင်းဆုနာသူဘတ်တာမင်းသမီးလေးတိတ်ကောင်းတာပဲဟိုဈေးထဲ၌ဟိုလေးတကြော်ကြော်ဖြစ်နေမှုကြောင့်ဆရာခကအောင်ချင်းမကိုမင်းသားမရှာပဲသူ့ဇက်ထဲလိုက်ကရန်အတင်းဆွဲသည်ဇက်ဖွဲ့ကြီးနဲ့လိုက်လာခဲ့ရတာမင်းသမီးဝင်လုံနေလို့ဘယ်ဖြစ်မလဲဆရာအောင်ချင်းမမေကညင်ဆန်းသည်ဆရာခပြောသည့်အတိုင်းဇက်မင်းသားရှာပေးရန်နာပူလေသည်ထုံးမို့တလဲတန်ဇက်ယုံတွေမှရေကြီးအတုံအိမ်မဲမျိုးတို့ရောက်ကြသည့်ချိန်ဒီမင်းသားရှာမတွေ့ကြသေးချိန်အိမ်မဲမျိုးတထေဥပမောင်၏ပန်းချန်ထဲ၌ဆရာခဇက်ထဲတွင်ဝင်ကူကာရပြန်သည်ဥပမောင်သည်သူမိဘနှစ်ပါးရဲ့လောင်းကိုပန်းချန်ထဲတွင်မြုပ်၍ရွှေကူလောက်ကနှစ်တိုင်းပွဲခံမြဲဖြစ်သည်ဆရာခနှင့်သာလိုက်ကနေကြလျင်မင်းသားကိုရှာမြဖြစ်တော်မူလေကြီးပေါ်၌တင်လာသောဇက်စိတ်ကလည်းကြီးလာသည်ဆရာခတို့ဇက်ကိုအိမ်မဲမျိုး၌ထားခဲ့ကခွဲထွက်လာခဲ့ကြတော့မှကျုံပြောသို့ရောက်ကြသည်ကျုံပြောမျိုးသို့ရောက်သောအခါဇက်သူဇက်သားများနှင့်ဇက်ပစ္စည်းများကိုယုံထဲ၌ထားခဲ့ကမင်းသားရှာကြပြန်သည်ရေကြီးမျိုးကဆိုင်ဆရာ၏သားကလေးကတက်ဆိုတက်သည့်တည်င်းစား၍လိုက်ခေါ်ကြသည်ဆိုင်ဆရာ၏သားကလေးကိုရွှေတောင်းဖို့အမည်ပေးလျက်အောင်ချင်းမမင်းသမီးလေးကအဆိုကတင်ပြပေးသည်အောင်ချင်းမနှင့်ရွှေတောင်းဖို့တို့ဆက်ထွက်ကြသည်နှစ်ပါးသွားသည့်အခန်း၌လူရှင်တော်လူပြက်ကြီးများကိုအာမရစိတ်တိုင်းကြသည့်အခါအောင်ချင်းမသည်သူကိုယ်တိုင်ပြက်လုံးပေးပြီးကပြသွားသည်မင်းသားတစ်လက်မင်းသမီးသုံးလက်နှင့်တွဲကားကြသည်အောင်ချင်းမအပြင်အခြားမင်းသမီးလေးနှစ်လက်ကမရကြီးမြင့်ငယ်လူကအောင်ချင်းမကိုထိဆောင်၍ဆိုကြကားကြသည်အောင်ချင်းမသည်မခံချင်စိတ်ကလေးထားလာသည်ဇက်ခုံပေါ်မှာပင်တေးတပုတ်ကိုလက်တံဆက်၍ဆိုလိုက်သည်အပိုရီထက်ကကြွလို့ဒီမှာရှင်မုသားဆောင်မသရှင်ဒါမျိုးကြတော့ဒီကပြိုင်ဆန်းချင်းကိုပိုင်မော်တော်ကားရှိလျက်သားနဲ့လမ်းကြားအစုပ်အပြတ်သက်အရက်ကတို့ရင်ကြည့်ကြပါအောင်လမ်းကြားအစုပ်ပြတ်သက်ဂျုံဂျုံကြတွေကိုမှမတ်တက်ပါတဲ့ကျမလင်းဆိုင်ဝိုင်းကဇက်ခုံပေါ်မှာအောင်ချင်းမလက်တံတွင်ရေးဆိုလိုက်သောသချင်းကိုသဘောကျလွန်း၍အာရပါရတီးပေးလိုက်ကြသည်ဇက်သမင်လောက၌စွမ်းရည်ထက်မြက်လာသောကြောင့်ကြည်သေး၏မွေးရနံတည်သည်ဇက်ကလေရာရတကာတိုင်းတွင်ပြန်နေကြော်ကြားလျက်ရှိသည်ရွှေတောင်းဖို့နေတွဲ၏တမျိုးပြီးတမျိုးလှဲကားကြသည်ဟင်းသာမြို့၌မိုးကြလာသဖြင့်ခမောက်ဆူစက်ယုံထဲတွင်မိုးခွင်ရင်တောင်တင်နေကြသည်မိုးကြ၍ဇက်သမားများကိုရက်ကိုရာပြန်ကုန်ကြသည်ဇက်ပစ္စည်းများနှင့်သားမီးများယုံထဲတွင်ကျန်နေခဲ့ကြသည်ယုံပိုင်ရှင်ကမိုးတွင်ဘက်စက်ယုံပိတ်ထားရမည်တူဖြစ်သလိုပဲမင်းသားရှာကရန်တိုက်တွန်းခြင်းကြောင့်မင်းသားရှာကြည့်သည်တက်တူရွယ်တူမင်းသားရှာမတွေ့ပဲဇက်မင်းသားရွှေမန်းထွန်းဆိုင်ကိုရှာတွေ့သဖြင့်မင်းသားကိုတည6ချက်နှင့်ငှားလိုက်ကြသည်ရွှေမန်းထွန်းဆိုင်သည်73နှစ်အရွယ်မလောက်လေးမလောက်စားအောင်ချင်းမမင်းသမီးလေးနှင့်တွဲ၍ကပြရမည်အတွက်စိတ်ထဲ၌တိမ်မကြည့်အားမလို့အားမရဖြစ်နေသည်ဟဲ့ကောင်မလေးဒီညကကြမဲ့ဇက်ကိုငါစီးမယ်နော်နားလေလားဦးလေးရဘာဇက်ကမှာတော့ပနာစာဒီမှောက်ခုံကမယ်ပနာစာဒီမှောက်ခုံဆိုတာနင်သိရလားငါပြောမယ်နားထောင်ပနာစာဒီဆက်စစ်ကမင်းသမီးကယူရတယ်မဟုတ်လားမှောက်ခုံဇက်ကတော့မင်းသားကယူရမယ်အဲ့ဒီတော့ငါယူမယ်ကောင်မလေးနင်ကစောစောတည်အောင်ချင်းမသည်မင်းသားထွန်းကြံတိုင်းမှာဇက်ဝင်ငိုချင်းတောင်းထားလိုက်သည်သူ့ကိုဒီလောက်တောင်မင်းသားကြီးကနှိမ်ရဖိရမလားဟုတနေ့လုံးစိတ်ထဲ၌တနုံနှုံဖြင့်အခင်းကြေနိုင်အောင်ဖြစ်လေသည်
ရွှေမန်းထွန်းဆိုင်ကြီးနဲ့အောင်ချင်းမလေးတို့တွဲကားကြမလဲဘသူကတာမယ်မသိဘူးဟိဤတဲ့ဖြင့်အရက်ကအကဲဖြတ်ချင်းကြ၍တမင်များပင်လာကြည့်ကြသည်မနာစာရီဇက်ကိုပြောင်းပြန်မှခုံကပြကြမည်ဖြစ်တဲ့အတွက်မနာစာရီသည်မွေကိုက်ပြီးတည်ရပေမည်မင်းသားကိုဒါသားကအလွမ်းတယ်ကအယူလုံးရတော်မည်ကြည်ကြည်သေးသည်မနာစာရီဇက်ကိုပြောင်းပြန်လုပ်ပြသောမင်းသားကြီးကိုမချင်နိုင်ပေစိတ်ထဲ၌တနုံနုံရှိ၍အခဲမချင်နိုင်သည့်စိတ်ကြောင့်ပညာမာနထူပြသည်မနာစာရီမွေကိုက်ပြီးတည်ရမည်ခံနိုင်တော်တော်နှင့်မသေးပဲသားလေးကိုခေါ်လိုက်သမီးလေးကိုခေါ်လိုက်မှားလိုက်ကြလိုက်ငိုလိုက်လွမ်းလိုက်လုံနေသည်မှာရောက်နေလာသည့်အချိန်ထိလွမ်းကောင်းနေတော့မည်ပွဲကြီးပြိတ္တမှာမျက်ရည်နှင့်မျက်ခွက်မင်းသမီးလေးကစွမ်းကုန်ပညာပြနေခြင်းကြောင့်ဘယ်ချိန်ရောက်သည်ကိုမသိကြပနာစာရီတည်သွားမှကိုဒါသာယူခန်းထွက်ရမည်ချိန်တွင်မိုးလင်းနေပြီရွှေမန်းထွန်းကြိုင်သည်တညာသာလီအောင်ချင်းမနေတွေ့ကားလျင်နောင်ညာကရန်ခေါ်မရတော့ပြီမင်းသားရှာမရ၍ခမောက်စုယုံတဲ့တွင်တောင်းတင်လျက်တာမီနှစ်ယောက်ဒုက္ခရောက်ရပြန်သည်အောင်ချင်းမအမေကမင်းသားထက်ရှာပြန်သည်အောင်ချင်းမသည်ခမောက်စုစီထဲမှငပြောသည့်တဲ့လင်းများကိုစိန်ထွားနှင့်မစိန်ပူကိုတပင်ပညာသင်ပေးမည်ဟိုဇက်ထဲသွင်းကလူပြက်နှင့်မေမကြံလှုပ်စေသည်၎င်းတို့၏တမီလေးမလာခင်ကိုဝိစာခင်မြည်ပေးကလက်ထောက်မင်းသမီးလေးဖြစ်အောင်ချင်းမကအဆိုကတင်ပြပေးလေသည်ကျော်မြင့်ဆိုသောတငယ်လေးတယောက်ရှာရလာသည်ကျော်မြင့်ကိုမင်းသားလှုပ်စေကခမောက်စုသတင်းကြုတ်ပွဲတော်တွင်ကာကြသည်မင်းသားမစွန်းမင်းသမီးလေးကသာလျှင်တစ်စက်လုံးတည်ရလျင်မင်းသားကညံ့နေသည်မင်းသားကျော်မြင့်နှင့်တွင်လုံးကာသည်မင်းသားညံ့ပြီမြို့မြို့တို့ရောက်တိုင်းမင်းသားတည်ရလိုရညာစုံစမ်းသွားကြသည်လေးမျက်နှာမြို့၌မင်းသားဦးစိန်အောင်မင်းနှင့်တရွာထဲနေထိုင်သောအောင်ဝိစာမင်းသားကလေး၏တည်င်းကြ၏အမိကလိုက်ခေါ်သည်အောင်ချင်းမသည်ရုပ်ချောလာသောမင်းသားတဲ့အောင်ဝိစာနှင့်တွေ့ကားသည်မင်းသားလေးမှာအကလွန်ကောင်း၏အဆိုမရအောင်ဝိစာအဆိုမရသောကြောင့်အောင်ချင်းမသည်ဇက်ကိုသူပင်စည်းကအဆိုအငိုအပြောတို့၌သူပင်လင်သူရှိသည်များအဆွမ်းစားထုတ်တော်လျက်မင်းသားအဆိုညံ့ခြင်းကိုသူကထိန်ပေးရသည်ကားပြသောဇက်ထုတ်များကိုတညတထုတ်ပြောင်း၍ကားပြရခြင်းကြောင့်ဇက်ထဲ၌ပါစာသားကိုအရာချက်မနေနိုင်ကြက်လင်းလဲမမှတ်မိအောင်ထန်နေသည်ဇက်သပင်များတွင်ကလကာနောက်၌ဖျောင်းနိုင်ထွန်း၍စာပို့တော်တယောက်အမြဲရှိကြသည်ကလကာနောက်မှတခြင်းထောက်ပေးနေစဉ်ဖျောင်းတိုင်ပြီးငြိမ်သွားပါကကလကာရှိ၌ဆုံနေသောမင်းသမီးသည်သူ့ဆိုကိုရက်နေ၍မဖြစ်ဤခက်ခဲမျိုးကြုံလျင်အောင်ချင်းမသည်ပါရင်နဲ့ရရှိသည့်အတိုင်းပင်ကိုစွမ်းရည်ဖြင့်ဖြစ်ရှင်ပြင်နိုင်သည်တိုက်เสียရှင်ရဲ့စားဖို့တော်သူကကလကာစာနောက်မှတိုးတိုးထောက်ပေးနေသည်အောင်ချင်းမသည်ကလကာရှိမှတိုက်เสียရှင်အတန်ကုန်ဟိ၍ဆိုလီအင်တန်လျင်သောနာဖြင့်ကလကာနောက်သို့နာဆွင်ထားသည်ရိုက်ကပင်မတရားမညာတာမပြုတ်လိုက်ပါနဲ့ဤတန်ကိုဆွဲငင်ရေးဆိုနေရင်မှာဖြည်းဖြည်းပြောပါဟဲ့ကလကာရှိ၌ချထားသောမျက်နှာနှင့်ပင်ပွဲကြီးပြိတ္တမသိအောင်ပါဇက်သိမ့်မလို့ပဲနောက်ကစားဖို့ကြအောင်ပြောလိုက်သည်ယေဒနာတစ်ခုရွှေစင်ကိုသာယူလိုက်ပါတော့အောင်ချင်းမကကလကာရှိမှာယေဒနာတစ်ခုရွှေစင်ကိုသာယူလိုက်ပါတော့ဆိုပြီးကားနောက်မှစားဖို့ဤစက်တန်ကိုမကြားရတော့ပြီအောင်ချင်းမသည်စားဖို့စက်တန်မကြား၍ပဝါလေးကိုခိုင်ကမျက်ရည်တိုးသလိုနေမျက်နာကိုဖုံးကွယ်ကတေးပြေးရှင်ပြေးနောက်မှစားဖို့ကြအောင်ပြောလိုက်သည်ဟဲ့မြန်ဆက်ပါဟဲ့မီးငိမ့်သွားပြီစောင့်အောင်ချင်းမသည်ရက်ဆောင်နေ၍မဖြစ်ရှေ့လည်းမဆန်းနိုင်ထို့ကြောင့်ချမ်းသာပြီးပါတိုက်ဆရာရဲ့ရွှေစင်ရွှေတိုက်ထဲကယေဒနာတွေကိုတိုက်ဆရာယူချင်သလောက်ယူသွားပါရှင်ယူပြီးတော့ငွေခင်းကိုတော့ချမ်းသာပေးခဲ့ပါတိုက်ဆရာရဲ့တိုက်ဆရာရှင်ရိုက်ကပင်မတရားမညာမပြုလိုက်ပါနဲ့ယေဒနာတစ်ခုကိုအောင်ချင်းမသည်ထို့သို့ပြော၍ထို့သို့ပြန်ကြောကားပြီးငိုဆိုရင်းကလကာနောက်မှစာဖို့ကိုငောင်းလိုက်သည်ဟဲ့ကောင်လေးရဲ့ဆက်ပါတော့ဟဲ့ကလကာနောက်မှဖျောင်းတိုင်ပြီးငိမ့်သွားရင်ကလကာနောက်ကိုငေါကအကျက်ရိုက်နေတော့ပွဲကြီးပြိတ္တမမြင်နိုင်သည့်အောင်ချင်းမရဲ့မူရာကိုဆိုင်ဝိုင်းကပင်မတိကြတော့ကြောင့်ထပ်ပြန်ကြောဆိုနေမှန်းကိုမယိမ့်မိကြဇက်ခုံအောက်တွင်ဆိုင်သည်ယနေ့ညအောင်ချင်းမဘယ်သချင်းဆိုမည်ကိုအတိအကျမှတ်သားထား၍မဖြစ်ပေအောင်ချင်းမပါဇက်ဟမှာကိုပဲတစ်ချိန်လုံးဆိုင်ကစောင့်ကြည့်နေရသည်အောင်ချင်းမသည်အကွက်ဆိုင်ရာညံလျင်ညံထွင်ပြီးတင့်တလို့တော်တလို့ကောက်ဆိုသွားသည်ဖြူပြမူရာပတ်ပြိုးကိုမထေတထေကလေးဖြင့်လွမ်းချင်းလောကညီဆိုချင်းဆိုချလိုက်သည်
တခါတရံအောင်ချင်းမသည်ရှင်တို့အမေဆိုလို့စေအိမ်ခွဲပါလို့စောက်ရအောင်ဟု6ပေါက်တန်ပြိုးလိုက်တော့အခါဆိုင်ဝိုင်းကြီးက6ပေါက်နဲ့တီးနေစဉ်ဤတစ်ပိုက်ကိုပင်ထပ်ပြန်၍အမှန်ကောက်ဆိုလိုက်ခြင်းကြောင့်နှဲဆရာကြီးသည်ကြပြကရနှဲကြီးကိုကောက်မိုးရသည်ဇက်ပညာတွင်အကအဆူပိုင်ယုံနှင့်မပြီးချိန်ပညာကိုကိုယ်တက်လို့အောင်မေ၍ကိုယ်စွမ်းကိုယ်စားထုတ်သုံးတတ်ရသည်ဇက်ခုံပေါ်၌အချင်းချက်ဖြစ်နေလင်ကဲမည်သူမရှိထိုအချင်းချက်များကိုဖြည့်ရှင်းရန်ညံထက်သလိုရှာဖွေ၍ညံစွမ်းထုတ်သုံးရသည့်အခါ၌အောင်ချင်းမသည်သူမတူအောင်ထက်မြက်သူတစ်ယောက်ဖြစ်သည်နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လာမည့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်နော်။